ညနေကျရင်ပြင်ရှင်ဖြေတဲ့အိမ်တွေမှာမုတ်လိုက်စားကြရပါတော့မုတ်စီကြိုတွေလိုက်စားရတော့မဟုတ်ဘူးအဲ့မှာပါတဲ့နည်းနည်းလေးပဲပါတဲ့ဘဲဥကိုစားခြင်းလို့လိုက်ကြရပါတော့ဒါပေမဲ့တစ်ခါမှလည်းမစားပါဘူးတစ်ခါတလေတော့စားရပါတယ်နောက်တော့3နိုင်တွေမှာအခုလိုမိုးကြချင်ရောက်ရင်ပြင်ရှင်ဖြေကြရပါတော့အိမ်တိုင်းလိုပြင်ရှင်ဖြေကြရပါအရင်တော့ဆိုရင်အခုလိုမျိုးမုတ်အနှဲ့ရဖို့အတွက်အချိန်ယူရတယ်။ဆန်ကိုအရင်ကြိတ်ရတယ်ပေါ့နော်။တချို့အိမ်တွေမှာဆိုရင်အရင်တွေမှာကြောက်ဆုံကြီးတွေရှိတယ်ပေါ့နော်။မုတ်ကြိတ်တဲ့ကြောက်ဆုံကြီးတွေရှိတယ်။အဲ့ဒီမှာသွားပြီးတော့ကြိတ်ကြရတယ်။အဲ့အနေရလာတဲ့မုတ်အနှဲ့ကိုမှနည်းနည်းလေးထားပြီးတော့မှခဲလာတော့မှပဲပြားတွေဒါမှမဟုတ်ကြားတွေထည့်ပြီးတော့မုတ်အနှဲ့တစ်ခုရအောင်လုပ်ကြရတယ်ပေါ့နော်။အခုလိုမျိုး ready madeထုတ်တွေမပေါ်သေးတဲ့အခြေကာလတွေပေါ့ဒါပေမဲ့အရင်ကတော်တော်ပျော်စရာကောင်းခဲ့ပါတယ်မအခုကတော့မုတ်အနှဲ့ရပြီဆိုတော့ခဏနေကြရင်မုတ်စီချိုးပါမယ်မုတ်စီကြော်ကြတော့အဖြူနဲ့အနီဆိုပြီးတော့နှမျိုးလုံးကြရပါတယ်有一码呢，怎么说？对呀。วันนี้วันเด็กแล้วแกอุ้มมอนี่เลยไปเนี่ยมาแต่เยอะมา
哦，超有感。你一个人。我可以带。我中那个逼。你也必须得吃。可是那回来是吧？有大哇？哦，你自己煮要不然？你自己煮。lâu 对呀。老阿姨好，嘻嘻不长了。ဒီလိုပြင်ရှင်ပွဲပြင်တဲ့အခါမှာလေအားလုံးကပါဝင်တဲ့ပစ္စည်းအားလုံးကတစ်ခုကို6မျိုးစီထည့်ရမှာနော်ဘဲဥဆိုရင်လည်း6စိတ်ကွန်လိပ်ဆိုရင်လည်း6လိပ်ငပြောသီးဆိုရင်လည်း6လုံးပေါ့နော်ပြီးတော့ပြားဖြောင်းတိုင်းအဲ့လို6ခုစီ6အရေးအတွက်6ခုစီလောက်ရတယ်ပေါ့နော်တပွားလား ဟ
ကျွန်တော်ငယ်ငယ်တော့ဆိုရင်လေအဲ့လိုညနေကျရင်ပြည်ရှင်ဖြေတဲ့အိမ်တွေမှာမုတ်လိုက်စားကြရပါတော့မုတ်စီကြော်တွေလိုက်စားရတော့မဟုတ်ဘူးအဲ့လိုအဲ့မှာပါတဲ့နည်းနည်းလေးပဲပါရင်ဘဲဥစားခြင်းလို့လိုက်ကြရပါတော့ဒါပေမဲ့တစ်ခါမှလည်းမစားရပါဘူးတစ်ခါတလေတော့စားရပါတယ်